မိုးရီရမ်းရွာနေတဲ့နေ့လေးတစ်နေ့မှာတော့ကောင်းကင်တစ်ခုလုံးကမှောင်မိုက်နေပြီးလူတော်တော်များများအိမ်ထဲမှာပဲကြိုးကွေးကွေးနေကြပါတယ်။ကြိုးကွေးမကွေးနိုင်တဲ့သူကတော့လေလာပါပဲ။လေလာကသူ့သမီးလေးမီယာအတွက်ထမင်းဟင်းတွေရှောက်ချက်နေရဖြစ်ပါတယ်။အကုန်ပြီးသွားပြီမလို့လေလာလည်းအခန်းထဲမှာအေးဆေးတချင်းဆိုနေတဲ့မီယာစီကိုသွားဖို့လှုပ်လိုက်ပါတော့တယ်။လာဘူး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 မီယာကလာပူပူရုပ်တချင်းကိုအရင်ကြိုက်တာပါ။သမီးမီယာအဝတ်စားလဲပြီးရင်လည်းအပြင်ကိုထွက်လာတော့အမေတို့ထမင်းစားရအောင်လေအမေပိုက်စားနေပြီဟုတ်ကဲ့အမေသမီးပြီးရမယ်နော်ခဏလေးပဲဒီနောက်လေလာလဲထမင်းစားမယ်ထမင်းစားခန်းထဲကိုပြန်သွားလိုက်တာပေါ့10 minutes later ဒီကောင်မလေးကလည်းကြားလိုက်တာတိတ်မကြပါဘူးမေယာအပြင်ထက်လာပါတော့တယ်လာပါပြီအမေရဲ့အမေပိုက်တော်တော်စားနေတယ်နဲ့အေးစားထမင်းစားတော့စကားမပြောနဲ့10 seconds later ဘလို့လဲသမီးအမေချက်ထားတာကောင်းလားဟဲ့ငါပြောတာမကြောက်လားကြားတယ်လေအမေပဲစကားမပြောနဲ့ဆိုအေးဟုတ်တာပဲထားပါဒီနေ့တော့ပြောအမေသမီးတို့မှာထားတဲ့လာပူပူရုပ်ကခုချိန်နဲ့မရောက်သေးဘူးလားဒီနေ့ရောက်မယ်လို့သူတို့ပြောထားတာမလားဟုတ်တယ်ဒီနေ့ပဲရောက်မှာဒါပေမဲ့အမေသေးချာပြန်ကြည့်လိုက်အောင်မယ်ဘယ်ချိန်လောက်ရောက်လာမလဲတော့မသိဘူးသမီးကတော့လာပူပူရုပ်ကိုမြ мян လှုပ်ချင်နေပြီအမေရဲ့ဘယ်ချိန်ရောက်မလဲအရန်သိချင်နေပြီနင်စကားတော်တော်များတယ်ဘယ်ချိန်ရောက်ပေါ့ဟဲ့အမေကလည်းမပြောတော့လည်းမပြောလို့ပြောတော့လည်းစကားများတယ်တဲ့တော်ပြီစားတော့အဲ့ဒီချိန်မှာပဲပစ္စည်းပို့သမားစီလောင်ကြီးရောက်လာပါတော့တယ်အိမ်ရှင်တို့ပြောအိမ်ရှင်တို့ဒီကမှာထားတဲ့ပစ္စည်းလေးရောက်လို့လာပို့ပေးတာပါကဲပစ္စည်းရောက်လာပြီနောက်မှပဲထမင်းစားတော့မယ်အဲ့ဒါကိုအမေတို့အရင်သွားကြည့်မယ်ပဲရှိပါသေးတယ်မီယာကပစ္စည်းပို့သမားနောက်ရောက်နေပါပြီတကယ်လို့ပစ္စည်းပို့သမားမဟုတ်ပဲပြန်ပေးဆွဲသမားသာဆိုရင်တော့သူ့ထိတ်ဆုံးကပါသွားမှာပါလီလာကတော့နောက်မှအေးစိထွက်လာခဲ့တာပါ Mrs. လေလာရဲ့ပစ္စည်းလေးဒီနေ့ရောက်လို့လာပို့တာပါဗျဟုတ်တယ် Mrs. လေလာဆိုတာသမီးရဲ့အမေလေဟုတ်အားလုံးပေါင်းဘယ်လောက်ကျသွားလဲမသိဘူးနော်စုပေါင်း2 သိန်းကျမယ်ဗျပစ္စည်းကိုအရင်စစ်ကြည့်မလားရပြီသမီးကိုယ်တိုင်အေးစစ်ဖောက်ကြည့်ချင်တာမလို့မစစ်တော့ပါဘူးကျေးဇူးပါနော်အကိုရောက်ပါရဲ့ဗျာဒီနောက်တော့ငွေရှင်းပြီးသွားပြီးစီလောင်းလဲထွက်သွားပါတော့တယ်မိုးရီကတော့ရွာလို့ကောင်းနေတော့မှာပဲအဲ့လိုမိုးရီရွာနေတော့မီယာလဲပါကင်ဖောက်ပြီးအယုတ်ကိုကြည့်နေရပေါ့အယုတ်ကမိမိုက်နေရောပဲကွာသမီးလို့ချင်တဲ့အယောင်လေးလဲရတယ်အမေကအရန်တော်တာပဲအဲ့ဒါကြောင့်အဖေကိုချစ်တာငါသမီးကအရန်ကိုစဒီမှာနောက်တစ်ယောက်တွေ့လားဟင်အမေက2ယောက်တောင်မှားလိုက်တာလားဟုတ်တယ်သမီးရဲ့အယုတ်ကတစ်ယောက်တည်းဆိုအဖေမဲ့နေမှာပေါ့အဲ့ဒါကြောင့်2ယောက်မှားလိုက်တာဝေါဒီလာပူပူအယုတ်နှစ်ခုလုံးကတအားမှားလိုက်တာအမေရဲ့သမီးကြားလိုက်တာမီယာကသာအယုတ်ကိုသဘောရင်ကြားနေတာအမေဖြစ်သူလေးလာကတော့လာပူပူအယုတ်ကြီးတွေကိုကြည့်ပြီးဘာရမှန်းမသိကြောက်နေပါတော့တယ်သမီးဒီအယုတ်2ယောက်ကိုဘယ်လိုနာမည်ပေးမလဲသမီးနာမည်လှလှလေးစဉ်းစားပြီးပါပြီအမေရဲ့ဒီတယောက်ကကြော်ကြီးဒီတယောက်ကမော်ကြီးပေါ့ဟေးငါသမီးလေးကတိတ်တော်တာပဲနာမည်လေးတွေကလှလိုက်တာသမီးနောက်တစ်ယောက်ရှိလေခေါ်ကြီးလို့ပေးလိုက်မှာမီယာတို့ကတော့နာမည်ပေးတဲ့စကေးကရှယ်ကိုကျန်းတာပါအမေလမ်းထက်ရကုံဆုံဆိုင်သွားပြီးတမတက်လာအောင်မယ်အဲ့လေဈေးသွားဝယ်လိုက်အောင်မယ်လို့ပြောတာသမီးဘဲမှရှောက်မသွားနဲ့နော်ဟုတ်ကဲ့မေဟုတ်သမီးကတိပေးပါတယ်ဒီနောက်မှာတော့လေးလာလဲကုံဆုံဆိုင်မှာလူတာလေးတွေသွားဝယ်ဖို့ထွက်သွားပါတော့တယ်ကုံဆုံဆိုင်ရောက်တဲ့ခါမှာတော့ဝယ်ရမယ့်ပစ္စည်းတွေကိုရွေးနေတာပေါ့ဘာမှတော့မဖြစ်သေးပါဘူးအားလုံးကတတရရပါပဲသူသမီးမိရလဲလာပူပူအရုပ်လေးတွေနဲ့စော့နေတော့မှလာပူဟာပြင်းလိုက်တာကွာဒီရုပ်တွေကလည်းဘာမှလည်းမလုပ်တတ်ဘူးငါတငယ်ချင်းတွေနားသွားရင်ပိုပျော်စရာကောင်းမှာပဲငါဒီရုပ်တွေယူသွားမယ်ဒီနောက်မိယာကသူ့မေလေးလာပြောစကားအလေးထားတဲ့နေနဲ့အရုပ်တွေအကုန်တဲပြီးအိမ်ကထွက်သွားပါလေရောလာပူဒီတစ်ခါမှာတော့အဖွဲလိုက်ကြီးတွေတချင်းတွေဆိုပြီးစော့နေတာပါအဲ့လိုစော့ပြီးတဲ့နောက်တော့နနကနင်ရလေတိတ်ကန်ကောင်းတာပဲနင့်အမေကအရင်ချစ်ဖို့ကောင်းတယ်နော်အရုပ်ကိုချက်ချင်းဝယ်ပေးရငါအမေနဲ့များကွာပါဟဲ့နင်ရလေအဲ့လိုလည်းမဟုတ်ပါဟာဒါနဲ့ငါရုပ်2ရုပ်ရဲ့နာမည်ကကြော်ကြီးနဲ့မော်ကြီးတဲ့ဟေးမိုက်လိုက်တာနာမည်တွေကကြိုက်လိုက်တာဟဲ့ငါလည်းအဲ့ဒီရုပ်မှာထားတယ်
ကြာပေမဲ့နှစ်ပတ်တောင်ကြာပြီရောက်မလာသေးဘူးဟာကွာမယ် ဘာပဲဖြစ်ပါအခုငါအယုံနဲ့နင်တို့လည်းဆော့လို့ရတာပဲလေအဲ့ဒီနောက်လာပူပူတချင်းတွေဆိုပြီးဆက်ပြီးတော့ကစားနေကြတော့မှလာပူ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 တော်တော်လေးကြာသွားမှပဲ Rose ကငါမပြောဘူးလို့ဆုံးဖြတ်ထားတာဒါပေမဲ့ပြောမှတော့ရမယ်ဟာအဲ့ဒီလာပူပူရုပ်တွေကကျိန်စာတဲ့မကောင်းဆိုးဝါးတွေဝင်နေတာအေးမဟုတ်တော့ပါဘူးဟဲ့အယုတ်ပုံစံကြည်ရဆိုးနေတာတော့ဟုတ်တယ်ဒါပေမဲ့အဲ့ဒါကိုကသူ့ရဲ့ဒီဇိုင်းပဲလေအေးဟုတ်ရင်လည်းဟုတ်မှာပါဒါပေမဲ့ငါစိတ်ထဲတော့အဲ့ဒီရုပ်ကထူးဆန်းနေတယ်လို့ပဲဟာဒီနောက်အချိန်ကတော်တော်လေးကိုကြာသွားပြီမလို့မိရလဲတော်ပြီဟာငါတို့နောက်နေ့မှကစားတော့မယ်ငါမိပြန်လာတော့မယ်သူမရှိတော့ရှောက်သွားနေတာဆိုပြီးငါ့ကိုရိုက်နေအောင်မယ်အေးဒါဆိုလဲပြန်လာပေါ့ဟာဒီနောက်မှာတော့မိယာကစွတ်တွေအတင်းတွေပြေးနေတော့တာပါအဲ့ဒါကြောင့်ဟဲ့မိယာငါ့ကိုစောင်းလေဟာဖြည်းဖြည်းပေါ့ဟာနင်ကလေမိယာကသူ့မေသူ့ရိုက်မှကြောက်တာမလို့စွတ်တွေပြေးနေတာပါငါပြေးမှရမှာဟာအရန်နောက်ကျနေပြီအဲ့ဒီလိုပြေးနေရင်နဲ့နောက်ဆုံးမှာတော့မိယာလည်းကားတိုက်ခင်းရပြီးရှော့သွားပါလေရောနောက်ကလိုက်လာတဲ့နနာကတော့မိယာရှော့သွားတာမလို့အရန်ကိုဝက်နေသွားပြီးအော်ငိုနေပါတယ်ဒါပေမဲ့သူငိုနေတာတိတ်မကြသေးပါဘူးလာပူပူအရုပ်တွေကိုတစ်ခါပြန်မြင်သွားပြီးဟာဟိုမှာလာပူပူအရုပ်လေးတွေပဲအိုးဟိုငါဒီအရုပ်တွေကိုအိမ်ပြန်ယူသွားမယ်ဒါပဲလေလောလောဆယ်ဗီဒီယိုများများတင်အောင်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe ဗီဒီယိုလေးကို like လေးပေးထားပါအောင်နော်ဒီနောက်မှာတော့နနာကသူ့ရဲ့အိမ်မှာလာပူပူအရုပ်တွေနဲ့စော့နေပါတော့တယ်နနာရဲ့အဖေလန်စလော့ပြန်ရောက်လာပြီး ဟဲ့နနာနေမဲစော့နေထမင်းမစားနဲ့တော့တေနေအောင်မယ်ဒါပေမဲ့နနာကသူပြောတာကိုလုံးဝကြည့်မဆိုင်ပဲလာပူပူအရုပ်တွေနဲ့ပဲစော့နေတာပါခတ်လိုက်တာကွာဒီမှာအဖေပြောတာနားထောင်နင်စော့ပဲစော့မနေနဲ့ငါရိုက်မိတော့မှာနော်အဲ့ဒီခါမှပဲအဖေတော်ပြန်ရောက်ပြီလားသမီးစော့နေတာစံဝင်သွားလို့ပါအဖေရဲ့အေးနောက်တစ်ခါအခုလိုမဖြစ်စေနဲ့စော့တာစော့ပေါ့ဟဲ့ညမာလိုကြီးတွေတော့မစော့နဲ့ပေါ့သားဖာနှစ်ယောက်စကားများနေတာကိုချန်ထဲမှာတန်ရှင်းလုပ်နေတဲ့အမေဖြစ်သူကကြားသွားပါလေရောဟိုသားဖဘာဖြစ်ပြန်ပြီလဲမသိဘူးငါသွားကြည့်အောင်မှာပါအမေဖြစ်သူလည်းအိမ်ထဲဝင်ဖို့လာနေရင်လန်စလော့ရဲ့ကားကိုရုတ်တရက်ကြီးမိသွားခဲ့ပါတယ်ဟဲကားမှာသွေးတွေနဲ့ပါလားဘာဖြစ်လဲမသိဘူးဒီနောက်မှာတော့မင်းသမီးကိုကြည့်ထိန်အောင်အယုတ်တွေနဲ့စော့ပြီးဆိုရင်သူ့စကားတော့ပြောလို့မရတော့ဘူးရှင်ကလည်းရှင်ကလေးကိုငှောက်ပဲငှောက်နေတာကိုချော့ပြောမှရမှာပေါ့တန်းနဲ့ရှင်ကဘလို့ဖြစ်တာလဲသွေးတွေပေးလာပါလားဘာတွေတိုက်မိပြန်ပြီလဲဘာမှမတိုက်မိပါဘူးကွန်ထရီတွေနေမှာပါကွာကဲငါနားတော့မယ်ကွာအလုပ်ပင်မန်းနေဒီအရုပ်ကိုရပြီးတဲ့နောက်နာနာတယောက်အရန်ကိုထူးဆန်းနေခဲ့တာပါသူ့ကိုမကောင်းဆိုးဝါးတကောင်ကဝင်ပူးနေပါပြီသူတချင်းဆိုတဲ့အတန်တွေကလည်းအရန်ကိုကြောက်စရာကောင်းလာတာပါလာဘူး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 ဘူးလာ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 ဘူးဘူးအမေဖြစ်သူလာမှပဲနနပူးကတ်နေတဲ့မကောင်းဆိုးဝါးကထွက်သွားတာဖြစ်ပါတယ်အမေသမီးပါတယ်ဖြစ်နေလည်းမသိဘူးသမီးအရန်မောနေပြီသမီးကြောက်တယ်အမေသမီးဒီမှာအမေရှိရလေဘာမှမကြောက်နဲ့တော့နော်အဲ့ဒီလာပူပူအရုပ်တွေကမကောင်းဆိုးဝါးဝင်ပူးနေတာအမေရဲ့သမီးတို့အရုပ်တွေကတချင်းဆိုခိုင်းနေတယ်အေးပါသမီးအမေလွှင့်ပစ်လိုက်မယ်နော်မကြောက်နဲ့တော့ဒီနောက်အမေဖြစ်သူလဲလန်ထိတ်ကအမိုက်ပုံမှာလာပူပူအရုပ်တွေကိုလွှင့်ပစ်လိုက်ပါလေရောဒီနောက်မှာတော့ချက်ချင်းပဲအိမ်ကိုပြန်လာခဲ့တာပါဒါပေမဲ့လည်းအိမ်မှာလာပူပူအရုပ်ကြီးကပြန်ရောက်နေပါလေရောဘလို့ဖြစ်တာလဲဒီအရုပ်တွေကိုငါကိုယ်တိုင်သေချာပစ်ခဲ့တာပါဘာလားဟာအရုပ်ကအရင်ကိုထူးဆန်းနေပါပြီအဲ့ဒါကြောင့် The next day ဒီနေ့သမီးယူလာတဲ့လာပူပူအရုပ်ကိုကျမအမိုက်ပုံမှာသေချာပစ်ခဲ့တာဒါပေမဲ့အိမ်ကိုပြန်ရောက်နေတယ်ရှင်အဲ့ဒီရုပ်ကအရင်ထူးဆန်းနေတာသေချာတယ်ဟုတ်လားကိုတို့တွေအဲ့ဒီရုပ်ကိုသေချာစောင့်ကြည့်တာပေါ့ကွာဟုတ်ပြီလားဒီနောက်မှာတော့သူတို့ရဲ့သမီးဖြစ်သူနနာတို့ကတော့မကောင်းဆိုးဝါးပူးတာကိုခံနေရပါပြီCome here. I'm waiting for you. လန်စလော့အလောက်ကနေအိမ်ကိုပြန်ရောက်လာတဲ့ခါမှာတော့အိမ်ရှိမှာလာပူပူရုပ်ကိုတွေးလိုက်ရပြန်ပါတယ်ဒီရုပ်စုပ်ကလှတော့လှနေပြီဒီရုပ်ကြောင့်ငါတို့မိသားစုဒုက္ခရောက်နေတာသူအိမ်ထဲကိုစောက်ဝင်လာတဲ့ခါမှာတော့
သူ့သမီးနာနာကပုံမှန်မဟုတ်တော့တာကိုမြင်လိုက်ရပါတော့တယ်မျက်လုံးကြီးတွေကရဲရဲနီတောက်နေတာဖြစ်ပြီးသွေးတွေလည်းစီးကျနေတာပါသူ့ရှေ့မှာတော့လာပူပူအယုတ်ကရှိနေပါတယ် ဒီလောက်ဖြစ်နေတဲ့အယုတ်ငါကိုယ်တိုင်ဖြတ်ပြမှရတော့မယ်ကဲကွာ သူကဓာတ်နဲ့ခုတ်လိုက်တာလာပူပူအယုတ်ကိုခုတ်လိုက်တာဆိုပေမဲ့တကယ်တမ်းခုတ်မိလိုက်တာကသူ့သမီးကိုဖြစ်နေပါလေရောအမေဖြစ်သူလည်းအခန်းထဲကိုပြေးဝင်လာတဲ့အခါမှာတော့ဟဲရှင်ဘယ်လိုလုပ်လိုက်တာလဲရှင်သမီးကိုရှင်ပြန်တတ်နေရပါလားနောက်ရမနက်မှာတော့အဖေဖြစ်သူလန်စလော့ကိုရဲတွေကဖမ်းထားလိုက်ပါပြီအမေဖြစ်သူကတော့အရန်ကိုဝမ်းနေနေတာပေါ့သူ့သမီးလည်းတည်သူ့ယောက်ျားလည်းထောင်ကျဆိုတော့ယူကျုံမရအပူလုံးကြွနေပါတော့တယ်အဲ့ဒီဖြစ်ပျက်တွေကဘာကြောင့်ဖြစ်နေလဲဆိုတာလူတယောက်ကပဲတတိထားမိခဲ့ပါတယ်သူကတော့နှက်စရာအဖိုးကြီးပါပဲ ခလေးမမင်းတို့မိသားစုနဲ့ပတ်သက်ပြီးငါမှပြောပြစရာကိစ္စတွေရှိတယ်အဲ့ဒါကအရန်ကိုအရေးကြီးတယ် ဒီနောက်မှာနှက်စရာကအခုလိုပဲရှင်းပြလိုက်ပါတော့တယ် ပြီးခဲ့တဲ့တစ်ပတ်လောက်ကမင်းရဲ့ယောက်ျားကလေးတယောက်ကိုကားနဲ့တိုက်ခဲ့တာသူကတိုက်ပြီးထွက်ပြေးသွားခဲ့တာပဲပါတာဝန်ရှုမှုတာဝန်ခံမှုမရှိဘူးအဲ့ဒါကြောင့်အဲ့ဒီကလေးရဲ့ဝိညာဉ်ကအညိုးနဲ့သေသွားရတာပြီးတော့အဲ့ဒီဝိညာဉ်ကလာပူပူအရုပ်ထဲမှာကပ်နေတာတောင်မင်းရဲ့သမီးကအိမ်ကိုယူလာတော့အဲ့ဒီဝိညာဉ်တွေအခွင့်အရေးဖြစ်သွားတာပဲဒါပေမဲ့အခုတော့စိတ်ပူစရာမရှိတော့ပါဘူးအဲ့ဒီဝိညာဉ်လည်းကောင်းရမွေရရောက်သွားပါပြီဟုတ်ကဲ့ပါရှင်ဒီဆက်လန်းလေးကတော့လာပူပူအယုတ်မကောင်းဆိုတာဆက်လန်းလေးပါဒါပေမဲ့ဒါကတကယ်ဖြစ်ခဲ့တာမဟုတ်ပါဘူးရှင်ဒါကစိတ်ကူးရင်ဆက်လန်းတက်တက်ဆိုတာကိုတော့ပြောချင်ပါနော်အခုလိုဆာကူရာဆက်လန်းတွေကြိုက်တယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ထားပေးပါအောင်နော်နောက်ဗီဒီယိုမှာပြန်ဆောင်ပါမယ်ရှင်